ဒါကျွန်တော်တို့စကန်ဗီလာကွန်ဒိုရဲ့ယနေ့မနက်ခင်းမြင်ဝင်ပေါ့ဗျတော်တော်ကိုခက်ခက်ခဲခဲနဲ့ခေစေရမယ့်အနေအထားဖြစ်နေခေစေဒီမှာလည်းညာတော့မအိပ်ကြဘူးလို့ကျွန်တော်တို့သိရတယ်ပေါ့နော်ဒီဘက်မှာဆိုမီးလောင်နေတာဗျဘယ်လိုမီးလောင်နေတာကျွန်တော်လည်းဝင်လို့မရသေးဘူးဟုတ်တယ်အထက်အော်ဒါနေကြနေတာစပ်ပြည့်စီဘာဘလို့မှလုပ်လို့မရဘူးဟိုဘချမ်းကတော့မစိုးဝင်ရတယ်နော်ဒီဘချမ်းဝင်ဖို့တော်တော်ခက်တယ်ဖြစ်လားအတန်ကြားလားကြားတယ်ဘီးလောင်နေနော်